အိပ်စက်ခြင်းနှင့်ဆက်နွယ်သောအသက်ရှူရာခက်ခဲမှုသို့မဟုတ်အိပ်စက်ခြင်းနှင့်ဆက်နွယ်သောအသက်ရှူရာခက်ခဲမှုသည်အိပ်စက်ခြင်းကိုဖြစ်စေသောအကြောင်းရင်းများထဲမှတစ်ခုအဖြစ်ပေါ်ထွက်လာသည်ဤအခြေအနေသည်အလွန်ကြီးမားသောအတန်ဖြင့်အိပ်စက်နေစဉ်တွင်အသက်ရှူရာခက်ခဲခြင်းညအိပ်စက်ခြင်းကိုဖြစ်စေခြင်းညအိပ်စက်စဉ်တွင်အလွန်များသောစီးသွားခြင်းနှင့်မိအခါတွင်အိပ်ငိုက်ခြင်းသို့မဟုတ်ပြင်းရည်ခြင်းတို့အဖြစ်ပေါ်လာနိုင်သည်တခါတရံအလွန်ဆိုးရွားသောအိပ်စက်ခြင်းနှင့်ဆက်နွယ်သောအသက်ရှူရာခက်ခဲမှုရှိသောသူများသည်ကားမောင်းနေစဉ်ရုံမြင့်တန်ကြားကြည့်နေစဉ်သို့မဟုတ်အစည်းအဝေးတွင်အိပ်ပျော်သွားတတ်သည်အိပ်စက်ခြင်းနှင့်ဆက်နွယ်သောအသက်ရှူရာခက်ခဲမှု၏အကြောင်းရင်းမှာအပေါ်ပိုင်းအသက်ရှူလမ်းကြောင်း၏အလွန်များသောကျုံဝင်မှုကြောင့်အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းကျဉ်းမြောင်းသွားခြင်းဖြစ်ပြီးယင်းသည်အဆုတ်ထဲသို့လေဝင်ရောက်မှုမရှိခြင်းကိုဖြစ်စေပြီးခင်းကလည်းသွေးလည်ပတ်မှုတွင်အောက်ဆီဂျင်မရှိခြင်းကိုဖြစ်စေပြီးခင်းကလည်းအမျိုးမျိုးသောဟော်မုန်းပြောင်းလဲမှုများကိုဖြစ်စေကာသွေးပေါင်ချိန်တနာနှလုံးရောဂါနှင့်လေခက်ရောဂါတို့ကိုဖြစ်စေသည်ထို့ကြောင့်ဤအခြေအနေကိုအမြန်ဆုံးရှာဖွေ၍ကုသရန်လိုအပ်သည်